နေ့ကတော့ကျွန်တော်တို့အာဆင်နယ်ကတော့သူ့လို့သူလောက်သွားခဲ့တယ်เนาะအဲ့တော့မနေ့ကတလောကလုံးအာဆင်နယ်ဖြစ်နေတဲ့အချိန်မှာကျွန်တော်တော့ Telegram မှာကျွန်တော်ရဲ့ free ကိုကျွန်တော် ban ရွေးပေးခဲ့တယ်เนาะအဲ့တော့ကျွန်တော်ဒီဘက်ညီကိုတွေက VIP လိုက်ကြီးညီကိုတွေကကျွန်တော်တို့ဒါ9နဲ့လေးကျွန်တော်ချပေးခဲ့တာเนาะအဲ့တော့ဒီနေ့ကတော့ Man City နဲ့ပုံပေါင်းရှိမယ်ကျွန်တော်တို့ Chelsea နဲ့ Spurs ရှိမယ်အဲ့တော့ဒီနေ့ပွဲ30ချက်ကိုကျွန်တော်ဒီမှာပြောလိုက်မယ်အဲ့တော့ဂျားထဲမှာကတက်မလာပြဘူးဆိုတာကသိရတဲ့အတိုင်းပဲเนาะအဲ့တော့ပွဲပါလေပါပါတယ်ဒီကတော့အဲ့တော့ကျွန်တော်ဒီနောက်ပွဲ30ချက်ကိုပြောမယ်အဲ့တော့30ချက်မစခင်မှာကျွန်တော်ဗီဒီယိုလေးကိုဒါအဆင်ပြေရင်အသေးလေးနှိပ်ခဲ့ပြီး follow လေးလုပ်ခဲ့ပြီးတောင်းဆိုချင်ပါတယ်เนาะအဲ့တော့ဟိုဘက်မှာလည်းကျွန်တော် account လေးဖွင့်ထားတယ်အဲ့ account လေးကိုလည်း follow လုပ်ထားပြီးနောက်ပိုင်းဒီမှာမရှိတော့ဟိုဘက်မှာရှိပါမယ်เนาะအဲ့တော့တချင်းကြီးမထည့်ပါနဲ့ပြရဘာမှမကြောက်ဆိုတော့ကျွန်တော်ဒီမှာတော့မထည့်ထားတော့เนาะအဲ့တော့ပထမဆုံးကျွန်တော်ဘုံဘုံနဲ့ Man City အဲ့တော့ဘုံဘုံနဲ့ Man City မှာဒါ Man City ကတော့ဒီညကတော့နိုင်မှာပဲပြောစရာတော့မလိုเนาะအဲ့တော့မဖြစ်မနေနိုင်ရမယ့်အနေထားဆို Man City တို့ဒီနိုင်ဖို့လိုအပ်နေတဲ့အချိန်တိုင်းအနိုင်တော့ကန်တယ် Man City ကเนาะအဲ့တော့ကျွန်တော်တို့တကူနဲ့နိုင်မှာနှစ်ကူနဲ့နိုင်မှာပဲကြည့်ရမယ်ပြီးတော့နောက်တစ်ချက်ဘုံဘုံနဲ့ Man City ထိထိုက်တွေးဆုံမှုဒီနှစ်သင်းတွေးဆုံမှုမှာဆိုရင်ကျွန်တော်တို့ Man City ဒီဘုံမောက်ငင်းတိုင်းလို့သဘောမျိုးဖြစ်နေတာအဲ့တော့ဒီနေ့မှာကျွန်တော်တို့ဒီဘာမှအများကြီးစဉ်းစားကြရအောင် Man City ပဲစဉ်းစားရမှာပဲเนาะအဲ့တော့ Man City ကြိုက်တယ်ပြီးတော့နောက်တစ်ချက်အနေနဲ့ပေးထိုက်ကိုပေါင်းဈေးရဆိုရင်တော့ကျွန်တော်ဘုံမောက်လေးကိုရနိုင်ကြီးရှိအောင်တွေ့ရတယ်အဲ့တော့ဘုံမောက်ရဲ့လက်ရှိ current ခြေဆောင်ကြည့်ရခါမှာတော့ရှော့ on fire ဖြစ်နေတဲ့အတင်းအဲ့တော့ဒီအတင်းကအင်ကွင်းမှာဒီနေ့ကိုမရစရာအကြောင်းတော့မရှိဘူးเนาะသို့ပေမဲ့ကျွန်တော်ဒီ Man City ကမဖြစ်မနေနိုင်ကန်လာမဲ့ပုံမှာဇုံပေါ်ရွတ်လွတ်ပါမလားလို့เนาะအဲ့တော့ကျွန်တော်တို့ဒီနေ့မှာMan City ကိုတော့ဦးစားပေးကြိုက်တယ်เนาะအဲ့တော့လေကိုရောက်နိုင်ကြီးများလားဆိုရင်တော့လေကိုရောက်နိုင်ကြီးတော့ရှိတယ်သို့ပေမဲ့နည်းနည်းလေး risk ယူရမယ်လို့ထင်တယ်အဲ့တော့3ခုလောက်နဲ့ရိုက်နေရက်ဝါနိုင်တဲ့အနေထားမှာကျွန်တော် Man City တခုလည်းကျွန်တော်ရွေးချယ်ခြင်းတယ်เนาะအပြင်နောက်တစ်ပတ် Chelsea နဲ့ Spurs မှာ Chelsea ဘက်ကရဲတင်းပေးထားတယ်အဲ့တော့ Spurs ကလည်းကျွန်တော်တန်းစင်းစုံရုံးရမှာဆိုတော့ဒီညဒီပွဲစဉ်ကလည်းတကယ်ကြည်ကောင်းမဲ့ပွဲစဉ်ပဲเนาะအဲ့တော့ကျွန်တော်ကတော့ Chelsea အနေနဲ့လက်ရှိခြေစွမ်းဘယ်လိုမှယုံကြည်လို့မရတဲ့အပေါ်မှာတော့ကျွန်တော် Spurs ပဲနေမယ်အဲ့တော့ Spurs အနေနဲ့တန်းစင်းစုံလည်းရုံးရမှာဖြစ်တဲ့အတွက် Spurs ပဲကြိုက်တယ်เนาะအဲ့တော့ Spurs ဘက်ကပဲနေခြင်းတယ်အဲ့တော့ကြိုက်တဲ့ညီကိုဆိုယူပါเนาะအဲ့တော့ကျွန်တော် channel လေးကိုလည်း sorry ကျွန်တော်ရဲ့ဒီ account လေးကိုလည်း follow လေးလုပ်ထားပြီးတောင်းဆိုချင်ပါတယ်အဲ့တော့ bio မှာတော့ Telegram ရှိပါတယ်အဲ့ဒါ join ထားပါညနေကျရင်တော့ကျွန်တော်အနီးကပ်တပွဲထပ်ချပေးပါเนาะအဲ့တော့အားလုံးပဲကံကောင်းကြပါစေ good luck ပါ